6.3 Pythagoras theorem ကိုအသုံးပြုခြင်းနော်။ဒေါက်မှန်3ကန် ABC တွင်ဒေါက်မှန်ခန့်အနား AB 13 cm နှင့် BC is equal to 12 cm တို့ကိုပေးထားလျင်တဲ့ကြံအနား AC ကိုရှာပါဒီကြံတဲ့အနား AC ကိုရှာခိုင်းတာဖြစ်ပါတယ်။အဲ့လိုရှိရင်ဒေါက်မှန်3ကန်ဒေါက်မှန် ABC တွင်AB square is equal to BC square plus AC square လို့ရှိရင်သူက AC ကိုလိုချင်တယ်နော်ဒီမှာ AC ကိုလိုချင်တယ် AC ကိုလိုချင်နှစ်ဖက်စလုံးကို BC square ကိုနှုတ်လိုက်မယ် AB square minus BC square is equal to BC square minus BC square plus AC square လို့ရှိရင် BC ကကျေသွားမှာပေါ့နော် BC ကကျေသွားမယ်လို့ရှိရင်ဒီဘက်မှာက AB square minus BC square is equal to AC square လှည့်လိုက်မယ် AC square is equal to AB square minus BC square AB square 30 square minus 12 square 30 square ကကြတော့169 minus 12 square ကကြတော့144နှုတ်လိုက်ပြီ9ထဲမှာ4 5 6ထဲမှာ4ဆိုလို့ရှိရင်2သူဒီ AC square သူလိုချင်တာက AC square မဟုတ်ပါဘူး AC ဖြစ်ပါတယ်ဒီ AC square ကို square root ယူလိုက်ဖြစ်ပါတယ်လို့ရှိရင် AC ထို့ကြောင့် AC is equal to 5သူက unit က centimeter ဒေါက်မှန်စတုဂံပုံမြေကွက်တစ်ခွက်၏အလျားသည်50 မီတာရှိပြီးအနံသည်8 မီတာရှိလျင်ထိုမြေကွက်၏ဒေါက်ဖြတ်အလျားကိုရှာပါဒေါက်ဖြတ်ဆိုဒီမြေဒေါက်ဖြတ်အလျားကိုရှာပါဆိုဒီမှာဒေါက်ဖြတ်အလျားနော်ဒါကဒေါက်ဖြတ်အလျားသူကဒါကိုရှာခိုင်းတယ်ဒေါက်ဖြတ်ဒီဘယ်လိုလဲဆို AC ပေါ့နော်အဲဒါဒေါက်မှန်စတုဂံမှာဆိုလို့ရှိရင်ဒေါက်တစ်ဒေါက်သည်90ဒီဂရီရှိပါတယ်အဲလို့ရှိရင်ဒီမှာရှိနေတဲ့သရိကံသည်ဒေါက်မှန်သရိကံဖြစ်ပါတယ်ဒါကြောင့်မို့ဒေါက်မှန်သရိကံ ABC ဒေါက်မှန်သရိကံ ABC တွင်နော် ABC မှာဆိုလို့ရှိရင် AC square is equal to AB square plus BC square AB ဒီဘယ်လောက်ရှိလဲဆို 8 square plus BC က50 square ဒီလိုဖြစ်မယ်64 plus 225ပေါင်းလိုက်မယ်4နဲ့5 9 6နဲ့2 8မှာဆို289သူဒီ AC square သူက AC ကိုလိုချင်တယ်ဒါကြောင့်မို့ AC square root ယူလိုက်မယ်289ကိုလည်းပဲ square root ယူလိုက်တဲ့အချိန်မှာထို့ကြောင့် AC ဒီဘယ်လောက်ရလဲဆိုလို့ရှိရင်70သူရဲ့ unit ကဘယ်လောက်လဲဆိုသူရဲ့ unit ကမီတာဖြစ်တဲ့ကြောင့်70မီတာဖြစ်ပါတယ်ဒီ AC ကကြတော့သူက AC ကိုရှာခိုင်းတာမဟုတ်ဘူးဘာကိုရှာခိုင်းလဲဆိုလို့ရှိရင်မြေကွက်အိတ်ဒေါက်ဖြတ်အလျားဒါကြောင့်မို့ AC ဆိုတဲ့နေရာကိုအဖြေထုတ်လို့ဆိုထို့ကြောင့်မြေကွက်အိတ်ဒေါက်ဖြတ်အလျားဘယ်လောက်ရလဲ70မီတာရမှာဖြစ်ပါတယ်